ကဘာကြီးကို microwave ထဲထည့်လိုက်ရင်ဘာဖြစ်မလဲတကယ်လို့ကဘာကြီးကို microwave အကြီးကြီးထဲထည့်ပြီးဖွင့်လိုက်မယ်ဆိုရင်ရေတွေအငွေ့ပြန်မဲ့ microwave လိုင်းတွေကကဘာမြေမျက်နှာပြင်ပေါ်ကစိုထိုင်းမှုမှန်သမျှကိုတုန်ခါစေပြီးမြေအောက်ရေတွေအပူချိန်မြင့်တက်လာစေမဲ့သမုဒ္ဒရာရေတွေတောင်အငွေ့ပြန်ပြီးစူပွက်လာလိမ့်မယ်ကြောက်တွေထဲမဝင်နိုင်ဘူးဒါပေမဲ့ microwave လိုင်းတွေဟာခိုင်မာတဲ့ကြောက်တုံးတွေဒါမှမဟုတ်လက်ရှိုင်းတဲ့ရေလွှာတွေကိုဖောက်ထွင်းဝင်ရောက်ဖို့မလုံလောက်ပါဘူးသူတို့ဟာမြေပြင်အောက်အနှဲငယ်သောအကွာအဝေးလောက်သာရောက်နိုင်ပါတယ်အပေါ်ရန်လွှာသာကြက်မဲ့ဆိုလိုတာကတော့ကဘာမြေရဲ့အပြင်ဘက်အခွန်ပါလေးတစ်ခုတည်းသာတကယ်တမ်းပူလောင်ပြီးကျက်သွားမှာဖြစ်ပါတယ်အတွင်းပိုင်းထိမီးလုံးကြီးလိုဖြစ်သွားမှာမဟုတ်ပါဘူးမြို့တွေအဆောက်အုံတွေရဲ့အပြင်ဘက်ပိုင်းလောက်သာပူလောင်ပြီးပျက်စီးနိုင်ပါတယ်ရှုပ်လေးတစ်ကောင်မြင်မာတဲ့အဆောက်အုံပေါ်ကပြုတ်ကျရင်အသက်ရှင်နိုင်သလားအမေရိကန်ပြည်ထောင်စုရဲ့အထက်အမြင့်ဆုံးအဆောက်အုံတစ်ခုဖြစ်တဲ့ Empire State Building ပေါ်ကနေရှုပ်လေးတစ်ကောင်ပြုတ်ကျရင်တည်သွားမယ်လို့တင်ကောင်းထင်ပါလိမ့်မယ်ဒါပေမဲ့ရှုပ်လေးပြုတ်ကျတဲ့အခါသူ့ခန္ဓာကိုယ်ကိုဖြန့်ထုတ်ပြီးအမီးကိုကြဲကြဲကားထားလိုက်ပါတယ်ဒီလိုလုပ်လိုက်တော့လေကသူ့ကိုပိုပြီးတွန်းကန်နိုင်ဖို့နေရာပိုရစေပါတယ်ဒီနည်းလမ်းကြောင့်ရှုပ်လေးဟာအမြင့်ဆုံးတစ်နာရီ-10ဝန်းကျင်လောက်အထိပဲအရှိန်မြင့်နိုင်တော့ပါတယ်အသက်ရှင်နိုင်ခြင်းဒီအမြန်နှုန်းဟာရှုပ်လေးမြေပြင်နဲ့ထိခတ်တဲ့အခါတေးဖို့လုံလောက်တဲ့အရှိန်မဟုတ်တဲ့အတွက်ပြုတ်ကျတာကိုအသက်ရှင်နိုင်ပါတယ်လေရင်ပေါ်ကနေတောင်ပြုတ်ကျခဲ့ရင်ခန္ဓာကိုယ်ကိုဖြန့်ပြီးမြေပြင်ပေါ်အန္တရာယ်ကင်းဆင်းသက်နိုင်တယ်လို့ဆိုပါတယ်